ချမ်းသာကြွယ်ဝဖို့ဆိုလားတင့်မှာရှိတဲ့ပိုက်ဆံထက်တင်းရဲ့စိတ်နေစိတ်ထားအပေါ်မှာပိုပြီးမူတည်နေတယ်လို့ကျွန်တော်ပြောရင်တင်ယုံမလား Napoleon Hill ရေးသားတဲ့ Think and Grow Rich ဆိုတဲ့ဒီစာအုပ်ခါလူတန်းပေါင်းများစွာရဲ့ဘဝကိုပြောင်းလဲပြီးခဲ့ပါတယ်အဲ့ဒီလိုပြောင်းလဲပေးနိုင်တာဟာစီးပွားရေးလှုပ်ရှားချက်တွေကိုတင်ပြီးလို့မဟုတ်ပဲစိတ်ရဲ့လှုပ်ရှားချက်တွေကိုတင်ကြားပြီးလို့ပဲဖြစ်ပါတယ်ဒီဗီဒီယိုမှာတော့ဒီကန်ထွင်စာအုပ်ရဲ့အဓိကအနှစ်သာရတွေကိုကျွန်တော်ခွဲခြမ်းစိတ်ဖြာတင်ပြပေးသွားမှာဖြစ်တယ်လို့တင်းရဲ့အသွေးတွေကတင်းရဲ့အောင်မြင်မှုကိုဘယ်လိုမျိုးလက်တွေ့ကျကျပုံဖွေးပေးနိုင်တယ်ဆိုတာကိုပြသပေးသွားမှာပါ Napoleon Hill ရဲ့ Think and Grow Rich ဆိုတာပိုက်ဆံအကြောင်းရေးထားတဲ့စာအုပ်တစ်မဟုတ်ပါဘူးဒါဟာယုံကြည်ချက်ပြင်းပြတဲ့စန္ဒစီကန်းရှိမှုနဲ့အောင်မြင်မှုတို့အကြောင်းရေးထားတဲ့စာအုပ်ဖြစ်ပါတယ်ဒီဗီဒီယိုထဲမှာစာအုပ်ပါအဓိကသင်ခန်းစာတွေကိုအနှစ်ချုပ်တင်ပြပေးသွားမှာဖြစ်တယ်လို့သင်ဟာဘာမှမရှိတဲ့သူညအဆင့်ကနေစတင်နေရတာဖြစ်ရင်တောင်အဲ့ဒီအချက်တွေကိုလက်တွေ့ဘဝမှာဘလို့အသုံးချနိုင်မလဲဆိုတာကိုရှင်းပြပေးသွားပါမယ်အသွေးတစ်ခုတည်းကနေကျွဲဝချမ်းသာမှုကိုဖန်တီးနိုင်မယ်ဆိုရင်ရောအဲ့ဒါဟာ Napoleon Hill ကတန်းကျွဲသူထေးပေါင်း900ကိုလေ့လာပြီးနောက်ရှားဖွေတွေ့ရှိခဲ့တဲ့အချက်ပါတယ်လူတိုင်းအောင်မြင်မှုရဖို့လိုက်နာနိုင်မဲ့အဆင့်73ဆင့်ကိုသူဖော်ထုတ်ခဲ့ပါတယ်ဒီဗီဒီယိုမှာတော့ဒီနေ့ကစပြီးအကောင့်ထဲဖော်နိုင်မဲ့လုပ်ငန်းစဉ်အသေးစိတ်ကိုသိရမှာပါဒါပေမဲ့ဗီဒီယိုအဆုံးထိကြည့်ပေးပါဘာလို့လဲဆိုတော့နောက်ဆုံးသင်ခန်းစာတာမရှိရင်ကြံတဲ့အရာအလုံးဟာပြိုလဲတော့နိုင်လို့ပါအဆင့်7အခြေခံအုံးမြစ်အခန်း7ပြင်းပြသောစန္ဒ desireတင်ဘာကိုလိုချင်တာလဲဆိုတာတိတိကျကျတည်ပါစေဘာမှမရှိတဲ့လူတယောက်ကနေကျမတို့စတင်ကြည့်ရအောင်သူမှာပိုက်ဆံမရှိဘူးအဆက်အသွယ်မရှိဘူးထူးခြားတဲ့ကျွမ်းကျင်မှုလည်းမရှိပါဘူးဒါပေမဲ့လူအများစုမှာမရှိတတ်တဲ့အရာတစ်ခုသူမှာရှိတယ်အဲ့ဒါကတော့သူလိုချင်တဲ့အရာအပေါ်ထားရှိတဲ့ပြင်းပြောင်ပြီးရှင်းလင်းပြတ်သားတဲ့စန္ဒပါပဲသူနာမည်ကတော့ Edwin C. Barnes ဖြစ်ပါတယ်သူဟာ Thomas Edison ရဲ့ဓာတ်ပုံကိုမြင်လိုက်ရတဲ့အချိန်မှာ Edison ရဲ့စီးပွားဖက်ဖြစ်လာရမယ်လို့ဆုံးဖြတ်ချက်ချခဲ့တယ်။ New Jersey ကိုသွားဖို့လက်မှတ်ဖို့မရှိတာကြောင့်ကုန်တင်ရထားပေါ်ခိုးစီးခဲ့ရတယ်။ Edison ရဲ့ရုံခန်းထဲကိုရှောင်းလန်းဝင်သွားပြီးအခွင့်အရေးတစ်ခုတောင်းဆိုခဲ့တယ်။ Edison ကချက်ချင်းသဘောမတူခဲ့ပါဘူး။အဲ့ဒီအစား Barnes ကိုအနည်းဆုံးအဆင့်အလုပ်တစ်ခုပဲပေးခဲ့တယ်။ Barnes ဟာသူစတင်ကလေးကစိတ်ကူးပုံဖွေခဲ့တဲ့ခွင့်အရေးကိုစောင့်ဆိုင်ရင်နှစ်ပေါင်းများစွာနေစီမပြတ်အလုပ်ကြိုးစားခဲ့ပါတယ်။ Edison ကသူ့ရဲ့အတန်ဖန်ဆာအစ်ကိုရောင်းချပေးမဲ့သူလိုအပ်လာတဲ့အခါ Barnes ကအဲ့ဒီအခွင့်အရေးကိုရယူခဲ့တယ်။အယောင်ကိုအပြတ်သက်ချေမွန်းပြပြီးသူစိတ်ကူးခဲ့တဲ့အတိုင်းစီးပွားဖက်ချစ်လာခဲ့ပါတယ်။ဒါဟာအောင်မြင်မှုတိုင်းနဲ့နောက်ွယ်ကပုံစံခွက်ပါပဲ။ဝေဝါဝတောင်းတရုံမဟုတ်ဘူးဖြီးလင်ကောင်းမှာပဲဆိုတဲ့စိတ်မျိုးမဟုတ်ဘူးနှစ်ပေါင်းများစွာကြာလဲမသေးဆုံးသွားတဲ့ပြင်းပြတဲ့စန္ဒပဲဖြစ်ပါတယ် Hill ကတင်းရဲ့စန္ဒကိုလက်တွေ့ရလက်အဖြစ်ပြောင်းလဲဖို့ဒီနည်းပဲစာတင်နိုင်မဲ့6ဆင့်ပါ formula ကိုပေးထားပါတယ်တိတိကျကျဆုံးဖြတ်ပါတင်ဘာကိုလိုချင်တာလဲအကယ်၍ပိုက်ဆံဆိုရင်တစ်ချက်မကြမ်းတိတိကျကျပမာဏကိုသတ်မှတ်ပါပေးဆက်ရမည့်တန်ဖိုးကိုဆုံးဖြတ်ပါပန်းတိုင်တိုင်းမှာပေးဆက်မှုရှိပါတယ်အချင်းလားကျွမ်းကျင်မှုလားဒါမှမဟုတ်တင်ပြန်ပေးရမယ်တန်ဖိုးလားရက်စွဲသတ်မှတ်ပါရက်စွဲမရှိတဲ့အိမ်မဟာစန္ဒတစ်ခုတတ်ပါပဲစီမံကိန်းရေးဆွဲပြီးချက်ချင်းစတင်ပါအစမှမပြည့်စုံရင်တော့အခုချက်ချင်းစလိုက်ပါထုတ်ပြန်ချက်ရေးထားပါအထက်ပါချက်တွေကိုရှင်းလင်းတဲ့စာသားတစ်ခုအဖြစ်ခြာရေးပါနေညာရွတ်ဖတ်ပါမနက်တစ်ချိန်ညတစ်ချိန်ရွတ်ဖတ်ပြီးအဲ့ဒီဘဝကိုရောက်ရှိနေပြီလို့စိတ်ထဲမှာပုံဖွေးပါအခုတင်အလွတ်ပါ Barnes လိုမျိုးရီမန်းချက်မျိုးတင်မှာရှိပြီလားကုန်တင်ရထားစီးဖို့ဝင်မလေးတဲ့အနည်းဆုံးအလုပ်ကနေစားဖို့အသင်ထင်းနေတဲ့လိုအပ်ရင်နှစ်ပေါင်းများစွာစောင့်နိုင်တဲ့ရီမန်းချက်မျိုးပါဒီလုပ်ငန်းစဉ်ကိုလက်တွေ့အကောင့်ထဲဖော်ဖို့ကျွန်တော် blueprint လမ်းညွှန်မီးပုံတစ်ခုဖန်တီးထားပါတယ်အဲ့ဒါကိုရယူပြီးအခြေခံမူတွေကိုချက်ချင်းစတင်ကျင့်သုံးနိုင်ပါတယ်အဲ့ဒီလိုပြင်းပြတဲ့စန္ဒမျိုးတာမရှိရင်ဘလောက်ပဲပါရမီရှိကံကောင်းအောင်မြင်မှာမဟုတ်ပါဘူးဒါပေမဲ့အဲ့ဒီစန္ဒရှိပြီဆိုရင်တော့တင်ကိုဘယ်သူမှတားဆီးလို့မရတော့ပါဘူးပြင်းပြတဲ့စန္ဒကငါဒါကိုလိုချင်တယ်လို့ပြောတဲ့အခါယုံကြည်ချက်ကဒါဟာငါအပိုင်ဖြစ်နေပြီလို့ပြောတာပါအခန်းနဲ့ယုံကြည်ချက် faith မမြင်ရခင်ကလေးကယုံကြည်လိုက်ပါ
1993ခုနှစ်တုန်းက Dwayne The Rock Johnson ဟာကနေဒါဘောလုံးလိဂ်ကနေထုတ်ပယ်ခံရပြီးနောက်သူ့အိတ်ထဲမှာ$9တဲ့နဲ့ကားထဲမှာထိုင်နေခဲ့ရပါတယ်။အဲ့ဒီအချိန်မှာသူကိုသူတစ်ခုပဲပြောခဲ့တယ်။ငါဟာဒီထက်ကြီးမားတဲ့အရာတစ်ခုခုအတွက်ကံပါလာတာတဲ့။အဲ့ဒီယုံကြည်ချက်ဟာနောက်ပိုင်းဖြစ်လာသမျှအရာအလုံးအတွက်လောင်စာဖြစ်လာခဲ့ပါတယ်။သူဟာနပန်းသမားတယောက်အဖြစ်သူ့ဘဝကိုပြန်လည်တည်ဆောက်ခဲ့တယ်။အဲ့ဒီနောက်မှာတော့တရုတ်ဆောင်တယောက်အဖြစ်ထပ်မံစူးစမ်းခဲ့ပါတယ်။လောကကြီးကသူစီထဲမှာမြင်ရောင်ထားတဲ့ပုံရိပ်အတိုင်းအတိအမှတ်ပြုလာတဲ့အထိငင်းပယ်ခံရမှုတွေကိုနေပေါင်းများစွာသူတွန်းလှန်ကြော်ဖြတ်ခဲ့ရပါတယ်။အဲ့ဒါဟာယုံကြည်ချက်ပါပဲ။တင်းရဲ့ပန်းတိုင်ကိုလက်တွေ့ဘဝထဲရောက်မလာခင်ကလေးကတကယ်အစစ်အမှန်လို့ထင်ရှားမြင်သာအောင်မြင်ရောင်ကြည့်တာမျိုးပါ။တင်းရဲ့စိတ်ဟာထပ်တလဲလဲကြားနေတဲ့အရာကိုအမှန်ပဲဖြစ်ဖြစ်အမှားပဲဖြစ်ဖြစ်လက်ခံတတ်ပါတယ်။တန်တရားတွေကိုပဲထပ်ခါတလဲလဲပြောနေမယ်ဆိုရင်တင်းမအောင်မြင်နိုင်ဘူးဆိုတာကိုတင်းကိုတင်းယုံကြည်သွားစေပါလိမ့်မယ်။အောင်မြင်မယ်ဆိုတဲ့ယုံကြည်ချက်ကိုသာထပ်တလဲလဲပြောနေမယ်ဆိုရင်တော့တင်းရဲ့စိတ်အောက်ခြေ subconscious ကအဲ့ဒါကိုဖြစ်မြောက်အောင်တောင်းတွေကိုတောင်းရွှေ့ပေးပါလိမ့်မယ်။ယုံကြည်ချက်ခိုင်မာစေဖို့ Napoleon Hill ပေးခဲ့တဲ့နေ့စဉ်ကျင့်သုံးရမယ့်ရိုးရှင်းတဲ့ formula ကတော့မနက်နဲ့ညမှာအတန်ထွက်ပြီးရွတ်ဖတ်ပါ။ရွတ်ဖတ်နေတဲ့အချိန်မှာအဲ့ဒီအတိုင်းတကယ်ထင်နေပြီလို့စိတ်ကူးကြည့်ပါ။ခံစားချက်ကိုထည့်သွင်းပါတကယ်လို့အဲ့ဒါဟာဒီနေ့မှာအမှန်တကယ်ဖြစ်နေပြီဆိုရင်သင်ဘလို့ခံစားရမလဲဆိုတဲ့စိတ်လှုပ်ရှားမှုကိုခံစားကြည့်ပါပုံဖော်ကြည့်ပါအောင်မြင်မှုဟာလက်တွေ့ဖြစ်လာတဲ့အခါသင်ဘာတွေမြင်ရမလဲဘာတွေကြားရမလဲဘာတွေခံစားရမလဲဆိုတာကိုအခုပဲမြင်ရောက်ကြည့်ပါချက်ချင်းအကောင့်ထဲပေါ်ပါစာသားလေးကိုရွတ်ဖတ်ပြီးသွားတဲ့တင်းငယ်တွေလှုပ်ဆောင်ချက်တစ်ခုခုကိုချက်ချင်းလုပ်ပါသင်စိတ်ကိုကာကွယ်ပါကိုအစိုးမြင်တာတွေနဲ့အစိုးမြင်တတ်တဲ့သူတွေကိုရှောင်ကျဉ်ပါယုံကြည်ချက်ဆိုတာပြဿနာတွေမရှိဘူးလို့ဟန်ဆောင်နေတာမဟုတ်ပါဘူးအဲ့ဒီပြဿနာတွေကိုတင်းရဲ့အကန့်အသတ်တွေအဖြစ်သတ်မှတ်ခွင့်မပေးတာပဲဖြစ်ပါတယ်အဲ့ဒီယုံကြည်ချက်ကိုပြင်းပြတဲ့စန္ဒာနဲ့ပေါက်ဆက်လိုက်မယ်ဆိုရင်တော့တင်းကိုပဲအရာကမှတားဆီးနိုင်မှာမဟုတ်ပါဘူးတင်းကိုမေးခွန်းတစ်ခုမေးပါရစေဘဝကတင်းကိုရိုက်ချလိုက်တဲ့အခါတင်းဟာအဆုံးသက်ကိုမြင်သလားဒါမှမဟုတ်တင်းရဲ့အောင်မြင်မှုစီပြန်လဲလာမဲ့အစာပြိုးမှုကိုမြင်သလားဒါပေမဲ့ယုံကြည်ချက်ဆိုတာတင်းစိတ်ထဲမှာအမြဲတမ်းသွဲမထားရင်ပျောက်ကွယ်သွားတတ်ပါတယ်နောက်ထပ်လုပ်ရမယ့်အဆင့်ကတော့အဲ့ဒီယုံကြည်ချက်ကိုကိုယ်တိုင်စိတ်ဆော်ညွှန်းဆိုခြင်းနဲ့ခိုင်မြဲအောင်လုပ်ဖို့ပဲဖြစ်ပါတယ်အခန်း3ကိုယ်တိုင်စိတ်ဆော်ညွှန်းဆိုခြင်း auto suggestion ယုံကြည်ချက်ကိုဆွဲမြဲအောင်လုပ်ပါ1990လိုနှစ်တွေရဲ့အစောပိုင်းကာလမှာ Jim Carrey ဟာဘက်ဆန်မရှိစုဖြတ်နေတဲ့တိုက်ခန်းလေးမှာနေထိုင်ရင်းသရုပ်ဆောင်အလုပ်ရဖို့ရုန်းကန်နေခဲ့ရပါတယ်ဒါပေမဲ့သူဟာမိမိမှာမရှိတာတွေပဲအာရုံစိုက်နေမိအစားမိမိလူချင်းတဲ့အနာဂတ်ကိုသူစိတ်ထဲမှာကြိုတင် program သွင်းဖို့ဆုံးဖြတ်ခဲ့ပါတယ်။အဲ့ဒါကြောင့်သူဟာမိမိကိုယ်တိုင်အတွက်$3တန်ချက်လက်မှတ် check တစ်ဆောင်ကိုတရုတ်ဆောင်ခအဖြစ်ရည်သားခဲ့ပြီးရက်စွဲကိုတော့9နှစ်ကြိုတင်တက်ခဲ့ပါတယ်။အဲ့ဒီချက်လက်မှတ်ကိုသူ့ရဲ့ပတ်စံအိတ်ထဲမှာအမြဲဆောင်ထားခဲ့တယ်။နေ့တိုင်းသူဟာအဲ့ဒီလောက်ခလစားအတီးကြားကိုရရှိနေပြီလို့စိတ်ကူးပုံဖော်ခဲ့ပါတယ်။9နှစ်နီးပါးကြာတဲ့အခါမှာတော့ Jim Carrey ဟာ Dumb and Dumber ဇာတ်ကားမှာတရုတ်ဆောင်ခ$3တန်နဲ့ပါဝင်ခွင့်ရရှိခဲ့ပါတယ်။ဒါဟာကိုယ်တိုင်စိတ်ဆော်ညွှန်းဆိုခြင်းရဲ့စွမ်းအားပါပဲ။တင်းရဲ့စိတ်အောက်ခြေ subconscious ကအဲ့ဒီအရာတွေကိုအစစ်မှန်လို့လက်ခံပြီးတင်းရဲ့လှုပ်ဆောင်ချက်တွေကိုအဲ့ဒီအတိုင်းဖြစ်လာအောင်လိုင်းညွှန်းပေးတဲ့အထိစိတ်ကူးပုံရိပ်တွေခန်းစားချက်တွေနဲ့အသွေးအိတ်ကိုထပ်ခါတလဲလဲကျွေးမွေးတဲ့နီလန်ဖြစ်ပါတယ်။တင်းရဲ့စိတ်အောက်ခြေဟာအရာတစ်ခုကအမှန်လားအမှားလားဆိုလားကိုညှင်းခုန်ခြင်းမပြုပါဘူး။သူဟာတင်ထက်ခါတလဲလဲဖြောနေတဲ့အရာကိုပဲစုပ်ယူသွားတာပါ။အဲ့ဒါကြောင့်ဒီနီလန်းရဲ့တောချက်ကအစင်သစ္စာလှုပ်ဆောင်ခြင်းဖြစ်ပါတယ်။တင်ပိုပြီးထက်ခါတလဲလဲဖြောလီလီအမျက်ပိုတွဲလေးပါပဲ။ဒီနီလန်းအောင်မြင်ဖို့အတွက်ဟေလ်ပေးထားတဲ့နေ့စဉ်လှုပ်ဆောင်ချက်တွေကတော့သတ်မှတ်ချက်နှစ်ခုထားပါသတ်မှတ်ထားတဲ့အချိန်တွေမှာတင်းရဲ့ရီမန်းချက်ထုတ်ပြန်ချက်ကိုဖတ်ပါသို့မဟုတ်ရွတ်ဆိုပါနေ့စဉ်အလီအထားတွေနဲ့ချိတ်ဆက်ပါဥပမာမနေ့ပိုင်းသွားတိုက်ချိန်နဲ့ညဘက်နှိုးဆက်ပေးတဲ့အချိန်တွေမှာစက္ကန့်20ခန့်အချိန်ပေးပြီးတင်းရဲ့ရီမန်းချက်ကိုခန်းစားချက်အပြည့်နဲ့ရွတ်ဆိုပါပတ်ဝန်းကျင်ကိုပုံဖော်ပါတင်းရဲ့ရီမန်းချက်စာသားကို phone lock screen မှာထည့်စီစာဖဲတင်ကပ်ကြအဖြစ်ထည့်စီအမြဲမီနေအောင်ထားပါအကယ်၍စီမင်းချင်းအစိုးမြင်စိတ်ပေါ်လာတဲ့အခါတိုင်းတင်းရဲ့ရီမန်းချက်ကိုအတန်းထွက်ပြီးတစ်ခေါက်ပြန်ရွတ်ဆိုကစိတ်ကို reset လုပ်လိုက်ပါမှတ်တမ်းတင်ပါ
ညတိုင်းမှာဒီနေ့ငါပန်းတိုင်အတွက်ဘာတွေလုပ်ခဲ့တယ်လဲဆိုတဲ့စာကြောင်းတစ်ခေါက်ကိုရေးပါဒါဟာတင်းကိုတင်းယုံကြည်မှုတိဆောက်တဲ့နီလန်းပါအခုတင်းကိုစင်ခေါ်လိုက်ပါစေတင်းရဲ့စိတ်နဲ့ဘဝကနောက်ကနေမလိုက်လာပဲမိနေနိုင်လောက်အောင်နေ့တိုင်းထက်ခါတလဲလဲရွတ်ဆိုသွားမယ်ပြတ်သားတဲ့စာသားကပါထင်မလဲဒီလုံကန်စင်ကယူရှင်းမော်တယ်ဒါပေမဲ့ခန်းစားချက်ပါနဲ့အစင်တစိုက်လုဆောင်မတာအလုပ်ထင်မှာပါအခုဆိုရင်အခြေခံအုံးမြစ်ကခိုင်မာသွားပါပြီပုံစံကတော့ဒီလိုပါစန္ဒဒီဇိုင်ယာကတွားရမယ်ပန်းတိုင်ကိုရွေးချယ်လေယုံကြည်ချက် faith ကအဲ့လာကိုတကယ်ဖြစ်နေတယ်လို့ခန်းစားစေတယ်ကိုယ်တိုင်စိတ်ဆော်ညွှန်းဆိုခြင်းကတင့်စိတ်ထဲမှာအမြဲဆွဲနေအောင်တွင်ပေးတယ်အခုချိန်ကတော့အဲ့ဒီယုံကြည်ချက်တွေကိုမှန်ကန်တဲ့ကျွမ်းကျင်မှုတွေလူတွေနဲ့ပေါင်းစပ်ပြီးစီမံကိန်းတစ်ခုအဖြစ်ပြောင်းလဲရမယ့်အချိန်ပါပဲအခန်းလေးအထူးပြုအသိပညာ specialized knowledge အောင်မြင်ဖို့လိုအပ်တဲ့အရာကိုလေ့လာ1919ခုနှစ်မှာချီကာဂိုသတင်းစာတစ်စောင်က Henry Ford ကိုပညာမကတ်တဲ့စိတ်ကူးရင်သမားလို့ခေါ်ဆိုပြီးကမ္ဘာရေးရာတွေကိုဝေဖန်ဖို့မသင့်တော်ကြောင်းစောင်းမတစ်စောင်ရေးသားခဲ့ပါတယ် Ford ကအသေးရဖြမှုနဲ့တရားစွဲခဲ့တယ်ရုံးတော်မှာတစ်ဖက်ရှိနေက Ford ကိုအရှက်ခွဲကိုအတွက်တမိုင်းကြောင်းဆိုင်ရာအခြေခံမေးခွန်းတွေရက်စွဲတွေစစ်ပွဲတွေနဲ့နိုင်ငံရေးသမားနာမည်တွေကိုမေးမြန်းခဲ့ပါတယ်နောက်ဆုံးမှာ Ford ကပြုံးပြီးဒီလိုပြန်ပြောခဲ့တယ်တကယ်လို့ကျွန်တော်ကဒီလိုအတိတ်ပဲမရှိတဲ့မေးခွန်းတွေရဲ့အဖြေကိုသိချင်တယ်ဆိုရင်ကျွန်တော်စာပွဲပေါ်မှာခလုတ်တွေအစီရှိပါတယ်ကျွန်တော်သိချင်တဲ့ဘယ်မေးခွန်းကိုမဆိုဖြေပေးနိုင်တဲ့သူတွေကိုအဲ့ဒီခလုတ်နေပြီးခေါ်လို့ရပါတယ် Ford ဟာအရာအလုံးကိုတီးဖို့မကြိုးစားခဲ့ပါဘူးအဲ့ဒီအစားသူ့အထွတ်လိုအပ်တဲ့အသိပညာရှိတဲ့သူတွေအင်ဂျင်နီယာတွေဒီဇိုင်နာတွေမန်နေဂျာတွေနဲ့ဝိညာဉ်ထားဖို့ကိုပဲအာရုံစိုက်ခဲ့ပြီးအဲ့ဒီအသိပညာကိုအသုံးချပြီးအလုံးလုပ်ခဲ့ပါတယ်အဲ့ဒါကအဓိကအချက်ပါတယ်အထွေထွေဗဟုသုတ general knowledge ဆိုတာစာအုပ်တွေအင်တာနက်နဲ့ကျောင်းတွေမှာနေရာတိုင်းရှိပါတယ်ဒါပေမဲ့ချမ်းသာကွယ်ဝဲမှုတည်ဆုပ်တဲ့နေရာမှာတော့အဲ့ဒီဗဟုသုတတတဟာအတုံးမဝင်တလောက်ပါပဲတစ်ဖက်မှာတော့အထူးပြုအသိပညာ specialized knowledge ဆိုတာကတော့တိကျတဲ့ပန်းတိုင်တစ်ခုအတွက်ရည်ရွယ်ထားတဲ့ကျွမ်းကျင်မှုတွေပဲဖြစ်ပါတယ်အဲ့ဒီအသိပညာကိုစနစ်တကျစူးစီးပြီးလက်တွေ့အသုံးချတဲ့အခါမှာသာစွမ်းအားဖြစ်လာတာပါ Steve Jobs ကိုကြည့်ပါသူဟာအင်ဂျင်နီယာတယောက်မဟုတ်ပါဘူးဒါပေမဲ့ရိုးရှင်းပြီးလှပတဲ့ကွန်ပျူတာတွေဖန်တီးဖို့အတွက်ပြတ်သားတဲ့မျှော်မှန်းချက်ရှိခဲ့ပါတယ်သူဟာအဲ့ဒီမျှော်မှန်းချက်ကိုလက်တွေ့အကောင့်ထဲပေါ်ပေးနိုင်တဲ့ဤပညာကျွမ်းကျင်သူ Steve Wozniak နဲ့ပူးပေါင်းခဲ့ပါတယ် Jobs ဟာကျွမ်းကျင်မှုတိုင်းကိုသူကိုယ်တိုင်တက်မြောက်ဖို့မကြိုးစားခဲ့ပဲမှန်ကန်တဲ့ကျွမ်းကျင်သူတွေကိုစူးစီးပြီးစီမံကိန်းမှာအသုံးချခဲ့ပါတယ်ဒီအခြေခံမှုကိုဒီနေ့ပဲလက်တွေ့အသုံးချနိုင်မဲ့နည်းလမ်းတွေကတော့ပန်းတိုင်ကိုတတ်မှတ်ပါတင်းရဲ့ရှင်းလင်းတဲ့ပန်းတိုင်တစ်ခုကိုရေးချပါလူအပ်သည့်ကျွမ်းကျင်မှုတွေကိုရှာဖွေပါတင်းပန်းတိုင်ကလိုအပ်မဲ့အဓိကကျွမ်းကျင်မှု3ခုထက်နဲ့5ခုအထိစာရင်းပြုစုပါနီလန်းကိုရွေးချယ်ပါအဲ့ဒီကျွမ်းကျင်မှုကိုတင်းကိုယ်တိုင်လေ့လာမလားဒါမှမဟုတ်တကျွမ်းတဲ့သူစီကငားယူမလားဆုံးဖြတ်ပါစနစ်တကျစူးစီးပါအသိပညာဟာအသုံးချမှသာအရေးပါတာပါရထုံးစီမံကိန်းလေးတစ်ခုကိုလက်တွေ့လုပ်ကြည့်ပြီးရလဒ်တစ်ခုထလာအောင်လုပ်ပါအမြဲတမ်းတိုးတက်နေပါစေအသိပညာဟာမျှဝေတဲ့အခါပူမိုတိုးတက်လာပါတယ်တင်းရဲ့တိုးတက်မှုကိုစစ်ဆေးပေးနိုင်မယ်နှစ်ခုထဲနဲ့3ခုပါဝင်တဲ့အပတ်စဉ်အသိပညာအဖွဲ့တစ်ခုဖွဲ့စည်းပါဒါကြောင့်တင်းကိုတင်းဖြောမေးကြည့်ပါတင်းဟာအချက်အလက်တွေကိုပဲလိုက်စူးနေတာလားဒါမှမဟုတ်တင်ပန်းတိုင်နဲ့နီးစပ်စေမယ့်အရာတွေကိုပဲလေ့လာနေတာလားဟေကိုပြောခဲ့သလိုပါပဲအသိပညာကိုစနစ်တကျမစီမံပဲလက်တွေ့ကျတဲ့လူဆောင်ချက်တွေကတစ်စစ်အသိဉာဏ်ရှိလမ်းညွှန်မှုမပြုလုပ်ဘူးဆိုရင်အဲ့ဒီအသိပညာဟာပိုက်ဆံကိုဆွဲဆောင်နိုင်မှာမဟုတ်ပါဘူးအထွေထွေဗဟုသုတဟာစီကွဲနေပါတယ်ဒါပေမဲ့ရည်ရွယ်ချက်ရှိအထုံးချတဲ့အထူးဖြူအသိပညာကတော့ empire တွေကိုတည်ဆောက်နိုင်ပါတယ်အသိပညာကတင့်ကိုမြေပုံပေးနိုင်တယ်ဒါပေမဲ့စိတ်ကူးစိတ်တန်ကသာလမ်းကိုဖောက်လုပ်ပေးတာပါလမ်းတိုင်းဟာစိတ်ထဲကနေပဲစတင်တာဖြစ်လို့နောက်ထပ်အဆင့်ကတော့စီမံကိန်းတွေအလုံးကိုစတင်ဖန်တီးမယ်စိတ်ရဲ့အလုံးယုံထဲကိုဝင်ရောက်ဖို့ပဲဖြစ်ပါတယ်အခန်းကစိတ်ကူးစိတ်တန် imagination စိတ်ကူးများကိုလက်တွေ့အဖြစ်ပြောင်းလဲပါ2009ခုနှစ်တုန်းကဆန်ဖရန်စစ္စကိုမှာနေထိုင်တဲ့အင်လက်ခမပေးနိုင်ပဲငွေပြတ်နေတဲ့အခန်းဖော်2ယောက်ရှိပါတယ်အဲ့ဒီအချိန်မှာသူတို့မြို့မှာဒီဇိုင်းညီလာခံတစ်ခုကျင်းပဖို့ရှိနေပြီးဟိုတယ်တွေအားလုံးလူပြည့်နေပါတယ်ဒါနဲ့သူတို့ကစိတ်ကူးတစ်ခုရလာတယ်
အခန်းထဲမှာလေးထိုးမှုရာ3ခုခင်းမယ်မနက်စာကျွေးမယ်ပြီးရင်အဲ့ဒီနေရာကို online ကနေငှားမယ်ပေါ့သူတို့ကအဲ့ဒါကို Air Bed and Breakfast လို့အမည်ပေးခဲ့ပါတယ်အစမှာတော့ဒါဟာအင်လက်ခရာဟိုနီလန်တစ်ခုတတ်ပါတယ်ဒါပေမဲ့စိတ်ကူးကတဖြည်းဖြည်းတိုးတက်လာတယ်လူတွေကသူတို့စီကအပေါ်အခန်းတွေဒါမှမဟုတ်အိမ်တစ်လုံးလုံးကိုငှားလို့ရရင်ရောအဲ့ဒီသေးငယ်တဲ့စံတက်မှုကနေအခုဆိုရင်ဒေါ်လာဘီလီယံပေါင်းများစွာတန်ဖိုးရှိတဲ့ Airbnb ဆိုတဲ့ကုမ္ပဏီကြီးဖြစ်လာခဲ့ပါတယ်အဲ့ဒါဟာစိတ်ကူးစိတ်တန်းရဲ့စွမ်းအားပါပဲHill ကဒါကိုစိတ်ရဲ့အလုံးယုံလို့ခေါ်ဆိုပြီးပြင်းပြတဲ့စန္ဒာတွေအကောင့်ထဲပေါ်လာတဲ့နေရာလို့သတ်မှတ်ပါတယ်သူကစိတ်ကူးစိတ်တန်းကိုနှစ်မျိုးခွဲခြားထားပါတယ်တင်ပေါင်းစပ်ဖန်တီးခြင်း synthetic imagination ရှိပြီးသားအယူအဆတွေကိုနီးလန့်အသစ်တွေနဲ့ပေါင်းစပ်တာပါ Airbnb က online platform နဲ့တခုခန်းငှားရမ်းခြင်းကိုပေါင်းစပ်လိုက်တယ်လို့မျိုးပေါ့နဲ့အသစ်ဖန်တီးခြင်း creative imagination စိတ်ကူးညံအလင်းပြမှုဒါမှမဟုတ်အလိုလိုထိမြင်မှုကနေရလာတဲ့လုံးဝအသစ်ဆက်ဆက်စိတ်ကူးတွေပါဥပမာတစ်ခုကတော့ Velcro ပါပဲ1940လွယ်နှစ်တွေမှာ engineer George de Mestral ဟာတောတောင်ထဲလမ်းရှောင်ပြီးပြန်လာတဲ့အခါသူ့ခွေးရဲ့အမွေးတွေမှာကပ်ပါလာတဲ့ကက်ဆေးနဲပင်း burst တွေကိုတတိထားမိခဲ့တယ်အနုကြည်မှပြောင်းနေကြည့်လိုက်တဲ့အခါတင်းငယ်တဲ့ချိတ်ကလေးတွေကိုတွေ့လိုက်ရတယ်အဲ့ဒီတတိပြုမှုတစ်ခုထဲကနေကဘာတဝုံလုံးအုံဖြူနေတဲ့ကတ်ခွာစနစ်ကိုဖန်တီးနိုင်ခဲ့ပါတယ်စိတ်ကူးစိတ်တန်နှမျိုးစလုံးကကွဲဝါချမ်းသာမှုကိုဖန်တီးနိုင်ပါတယ်ဒါပေမဲ့သင်လက်တွေ့လှုပ်ဆောင်မှသာဖြစ်နိုင်မှာပါအခုသင်ဘဝထဲမှာလေးထိုးမှုရလို့စိတ်ကူးမျိုးရှိနေပြီလားသင်သာရဲရဲဝင့်ဝင့်နှကောင်ထဲဖော်မယ်ဆိုရင်ကြီးမားတဲ့အရာတစ်ခုဖြစ်လာနိုင်တဲ့တင်းငယ်ပြီးမပြည့်စုံသေးတဲ့စိတ်ကူးမျိုးပေါ့ Hill ရဲ့တတိပေးချက်ကရှင်းပါတယ်စိတ်ကူးစိတ်တိုင်းမရှိရင်အတိညာဏ်ဟာအိပ်ပျော်နေတဲ့အရာပဲစိတ်ကူးရှိရင်တော့အရင်ကမရှိခဲ့တဲ့လမ်းတစ်တွေကိုသင်ဖန်တီးနိုင်လိမ့်မယ်စိတ်ကူးစိတ်တန်းနေဆိုရင်လမ်းကိုခင်းပြီးသားချက်သွားပြီပါဒါပေမဲ့လမ်းရှိုံနဲ့မလုံလောက်ပါဘူးလှုပ်ရှားမှုရှိဖို့လိုပါတယ်အဲဒါကြောင့်နောက်တစ်ဆင့်မှာတော့အဲ့ဒီလမ်းပေါ်မှာမောင်းနေမဲ့စီမန်ကိန်းကိုကျွန်တော်တို့တည်တောက်ကြပါမယ်ဒီမှာ Napoleon Hill ရဲ့စနစ်တကျစီမံကိန်းချမှတ်ခြင်း organized planning သင်ခန်းစာကိုမြန်မာဘာသာသို့စရောအောင်ပြန်ဆိုပေးထားပါတယ်အခန်း6စနစ်ကျစီမံကိန်းချမှတ်ခြင်း organized planning စိတ်ကူးကိုလက်တွေ့အဖြစ်ပြောင်းလဲပါ1990ပြုလို့နှစ်တွေရဲ့နောက်ပိုင်းမှာကုမ္ပဏီအသစ်လေးတစ်ခုကစိတ်ကူးတစ်ခုရခဲ့ပါတယ်အဲ့ဒါကတော့ဗီဒီယိုငွားတဲ့ဆိုင်ကိုတွားမဲ့အစားဝေသူတွေရဲ့စားတိုက်ပုံထဲအထိ DVD ပြားတွေကိုတိုက်လိုက်ပို့ဆောင်ပေးဖို့ပါဒါဟာအလုပ်ဖြစ်ခဲ့ပေမဲ့လုံလောက်တဲ့အောင်မြင်မှုတော့မရသေးပါဘူးဒါနဲ့သူတို့ကပိုပြီးစမ်းသစ်တဲ့နည်းလမ်းတစ်ခုကိုစမ်းသပ်ခဲ့တယ်အဲ့ဒါကတော့ရုပ်ရှင်တွေကို online ကနေတိုက်ရိုက်ကြည့်ရှုခြင်း streaming မှာပဲအစားပိုင်းမှာတော့အဆင်မပြေမှုတွေရှိခဲ့တယ်ရုပ်ရှင်ဇာတ်ရင်းကလည်းနှဲပါသလိုလူအများစုက DVD ပြားတွေကိုပဲပို့ချိုက်နေကြတော့မှာဒါပေမဲ့အဲ့ဒီအဖွဲ့ဟာသူတို့မြင်တွေ့နေရတဲ့အနာဂတ်အတွက်စီမံကိန်းကိုအမြဲတစေပြုပြင်ဝမ်းမှန်ပြီးရင်းနှီးမြှုပ်နှံခဲ့ကြပါတယ်။နေ့အနှဲငယ်အကြာမှာတော့သူတို့ဟာကိုယ်ပိုင်ရုပ်ရှင်နဲ့ဇာတ်လမ်းတွေကိုပါဖန်တီးခဲ့ကြပါတယ်။အဲ့ဒီကုမ္ပဏီကတော့ Netflix ပဲဖြစ်ပါတယ်။ဒါဒီအားလုံးဟာတိုက်ဆိုင်မှုကြောင့်ဖြစ်လာတာမဟုတ်ပါဘူး။ကြီးမားတဲ့ခြေလှမ်းတိုင်းဟာစနစ်ကျစီမံကိန်းချမှတ်ခြင်းရှင်းလင်းတဲ့ပန်းတိုင်းအစင်းလိုက်လုံဆောင်ချက်တွေနဲ့ပြောင်းလဲလာတဲ့အခြေအနေပေါ်လိုက်လောညီထွေရှိတဲ့စီကန်းရှိမှုတွေကနေလာတာပါပြင်းပြတဲ့စန္ဒာကတင်းကိုပန်းတိုင်ပေးတယ်စိတ်ကူးစိတ်တန်းကစီမံကိန်းကိုပုံဖော်ပေးတယ်စနစ်ကြားစီမံကိန်းချမှချင်းကတော့ရှေ့ဆက်လမ်းနိုင်ဖို့ရှင်းလင်းပြီးခိုင်မာတဲ့လမ်းကြောင်းကိုဖန်တီးပေးတာပါလူအများစုဟာပန်းတိုင်ကမဖြစ်နိုင်လို့ကြာရှုံးတာမဟုတ်ပဲလက်တွေ့ကျတဲ့စီမံကိန်းမရှိလို့ဒါမှမဟုတ်ပထမဆုံးအခက်ခဲနဲ့ကြုံရချိန်မှာလက်လျှော့လိုက်လို့ကြာရှုံးကြတာပါတကယ်တော့ရှုံးနိမှုဆိုတာစီမံကိန်းကိုပြန်လဲပြင်ဆင်ဖို့အချင်းတန်းပြီးလို့အတည်ပေးတဲ့တုံ့ပြန်ချက်သားဖြစ်ပါတယ်။သင်ရဲ့စီမံကိန်းကိုတီးလို့သိဆောက်ပါ။ရလက်ကိုသတ်မှတ်ပါ။သင်အောင်နေနေတဲ့ဆိုတာကိုသက်သေပြမဲ့အတိုင်းအတာတစ်ခုကိုရွေးချယ်ပါ။ဥပမာဝင်ငွေအသုံးပြုသူအရေးအတွက်သို့မဟုတ်လှုပ်ဆောင်ချက်အချင်းရေးအစင်းလိုက်ခွေချမ်းပါ။ဘန်းတိုင်းကိုသတ်မှတ်ရပါဝင်တဲ့အဓိကခြေလမ်း3ခုကနေ5ခုအထိခွဲလိုက်ပါ။အပတ်စဉ်လှုပ်ဆောင်ချက်များအဖြစ်ပြောင်းလဲပါအပတ်တိုင်းဘာတွေလုပ်ရမယ်ဘသူကလုပ်မယ်ဘယ်တော့အပြီးလုပ်မယ်ဆိုတာသတ်မှတ်ပါအရင်အမြင့်တွေကိုစူးစီးပါသ
တင်းအထုံးဖြူမဲ့ကကြီးတွေလေးလာရမဲ့ကျွမ်းကျင်ရင်းတွေသုံးဆွဲမဲ့ဘတ်ဂျက်နဲ့တင်းအကူအညီယူရမဲ့လူတွေကိုစည်ရင်းလုပ်ပါအလုပ်ချိန်ထမှတ်ပါတင်းရဲ့ပြက်ကတိန်မှအလုပ်လုပ်မဲ့အချိန်ကိုတီးထန့်ဖယ်ထားပါအပတ်တိုင်းမိနစ်30အချိန်ပေးပြီးဘာဂေကအလုပ်ဖြစ်တယ်ဘာဂေကအလုပ်မဖြစ်ဘူးဘာဂေပြင်ရမယ်ဆိုတာပြန်လဲသုံးသပ်ပါအကောင်ဆုံးစီမံကိန်းဆိုရင်တောင်မှမှန်ကန်တဲ့ဇယိုက်လက္ခဏာတွေမရှိရင်ကြားရှုံးနိုင်ပါပြီဟေယိုကစီမံကိန်းဒီကိုရက်လက်ထွတ်လာအောင်ပြောင်းလဲပေးနိုင်တဲ့တတိမိမိကိုယ်ကိုထိန်းသွင်းနိုင်စွာနဲ့မှန်ကန်တဲ့ဆုံးဖြတ်ချက်ချနိုင်မှုစတဲ့အရေးသွေးတွေကိုအလေးပြီးဖော်ပြထားပါတယ်အဲ့ဒီလိုပဲကြားရှုံးစေမယ့်အကြောင်းရင်းတွေထိတဲ့စနစ်ကျမရှိခြင်းနှင်းကျတဲ့အလုပ်တွေကိုမလုပ်ချင်းနဲ့ပြိုင်ဆိုင်မှုကိုကြောယွင်ချင်းစားတဲ့တွေးတွေကိုလည်းတတိပေးထားပါတယ်အဲ့ဒါကြောင့်စီမံကိန်းချခြင်းဟာမိမိကိုယ်ကိုတီးရှိခြင်းကနေစတင်ပါတယ်။တင်းကိုတင်းပွင့်ပွင့်လင်းလင်းစမ်းစစ်ကြည့်ပါ။ဘယ်အားနည်းချက်တစ်ခုကတင်းကိုအနောက်အရာအထစ်ဆုံးလဲ။ဘယ်အားသာချက်တစ်ခုကတင်းကိုရှေ့ရောက်စေကြလဲ။အားသာချက်တွေကိုတုံးချပြီးအားနည်းချက်တွေကိုကျော်လွှားနိုင်မဲ့စီမံကိန်းကိုတည်ဆောက်ပါ။တတိယပါလောကကြီးဟာသူ့ဘယ်ကိုသွားနေတယ်ဆိုတာကိုတိတိကျကျသိသူအတွက်နေရာပေးထားပါတယ်။ဒီကြတဲ့စီမံကိန်းအစဉ်လိုက်လှုပ်ဆောင်မှုနဲ့ဖြူဖြင်ပြောင်းလဲရတဲ့တက်တည်ရှိမယ်ဆိုရင်အောင်မြင်မှုဆိုတာဖြစ်နိုင်ပါမလားဆိုတဲ့ကိစ္စမဟုတ်တော့ပဲဘယ်တော့ချစ်မလဲဆိုတဲ့အချင်းကိစ္စသာဖြစ်သွားပါလိမ့်မယ်အခုစီမံကိန်းရှိပြီဆိုရင်တော့အဲ့ဒီစီမံကိန်းကိုအချင်းဆွဲခြင်းကနေကာကွယ်ပေးမဲ့အလေးအချက်တစ်ခုလိုအပ်ပါတယ်အဆင့်3 2R the push အခန်းခုံဆုံးဖြတ်ချက်ချခြင်း decision တဏိဌာန်ချပြီးနောက်မဆုတ်တန်းလှုပ်ဆောင်ပါ1914ခုနှစ်မှာ Henry Ford ဟာစီးပွားရေးလောကတစ်ခုလုံးကိုတုံလို့သွားစေခဲ့ပါတယ်။အဲ့ဒီချိန်ကစစ်ရုံအလုပ်သမားတယောက်ရဲ့ပြန်ပြနေတော့ခါ$250ပဲရှိပါတယ်။ဒါပေမဲ့ Ford ကသူ့အလုပ်သမားတွေကိုတနေ့$5ပုံမှန်ပေါက်ဆေးရဲ့2ဆနီးပါးပေးမယ်လို့ကြေညာလိုက်ပါတယ်။ကျွမ်းကျင်သူတွေကသူ့ကိုယူနေပြီလို့ပြောကြသလိုပြိုင်ဘက်တွေကလည်းကုမ္ပဏီဒေဝါလီခံရလိမ့်မယ်လို့ဆိုကြပါတယ်။ဒါပေမဲ့ Ford ကတော့တုံ့လုံမသွားခဲ့ပါဘူး။သူဟာမြန်မြန်ဆန်းဆန်းဆုံးဖြတ်ခဲ့ပြီးအဲ့ဒီဆုံးဖြတ်ချက်ကိုခိုင်ခိုင်မာမာစုပ်ကိုင်ထားခဲ့ပါတယ်။တနည်းအတွင်းမှာပဲကုန်ထုတ်စွမ်းအားတွေအဆက်မတန်မြင့်တက်လာပြီးအလုတ်ထွက်နှုန်းလုံးဝကျဆင်းသွားခဲ့ပါတယ်။နိုင်ငံရဲ့အတော်ဆုံးအလုတ်သမားတွေဟာ Ford Company မှာအလုတ်လုပ်ဖို့တန်းစီဆောင်ဆိုင်လာကြပါတယ်။ပိုကောင်းတာကအဲ့ဒီအလုတ်သမားတွေဟာသူတို့ကိုယ်တိုင်ထုတ်လုပ်နေတဲ့ကားတွေကိုသူတို့ကိုယ်တိုင်planဝဲစီးနိုင်တဲ့ငွေကြေးအင်အားရှိလာကြတာပါပဲအောင်မြင်တဲ့သူတွေရဲ့ထူးခြားတဲ့စီးရိုက်လက္ခဏာတစ်ခုဟာဆုံးဖြတ်ချက်ကိုမြန်ချပြီးအဲ့ဒီဆုံးဖြတ်ချက်ကိုပြင်ဖို့လိုအပ်လာရင်အလွန်နှေးကွေးစွာနဲ့ခိုင်လုံတဲ့အကြောင်းပြချက်ရှိမှသာပြင်ဆင်ခြင်းဖြစ်တယ်လို့ Hill ကဆိုပါတယ်လူများစုကတော့ပြောင်းပြန်ပါသူတို့ဟာဆုံးဖြတ်ချက်ချဖို့တွန့်ဆုတ်နေတတ်တယ်အလွန်အကျွမ်းတွေးတောနေတတ်ပြီးအခက်ခဲလေးတစ်ခုခုနဲ့ကြုံတာနဲ့ဆုံးဖြတ်ချက်ကိုချက်ချင်းနောက်ပြန်လှည့်တတ်ကြပါတယ်။အချိန်ဆွဲချိန် procrastination ဟာဆုံးဖြတ်ချက်ချခြင်းရဲ့ရန်သူထိပြီးအရှိန်အဟုန်ကိုတက်ပစ်တတ်ပါတယ်။အကယ်၍သင်ဟာအကောင်းဆုံးအချိန်ကိုပဲစောင့်နေမယ်ဆိုရင်ဘယ်တော့မှရှေ့ဆက်နိုင်မှာမဟုတ်ပါဘူး။ဒါကြောင့်အခြေခံကျတဲ့လိလာမှုတွေပြီးသွားပြီဆိုရင်ဆုံးဖြတ်ချက်ချဖို့မိမိကိုယ်ကိုယုံကြည်လိုက်ပါ။အကြမ်းဉာဏ်လိုအပ်ရင်ယုံကြည်စိတ်ချရတဲ့လူအနည်းငယ်စီကပဲတောင်းပါ။ဒါပေမဲ့တင်စီမန်ကင်းခိုင်မာမှုမရှိသေးခင်အထိတိတ်တိတ်ဆိတ်ဆိတ်ပဲနေပါ။ဘာကြောင့်လဲဆိုတော့မပြည့်စုံသေးတဲ့စိတ်ကူးတွေကိုရှောင်ပြောနေရဟာတင်ကိုလမ်းချော်သွားစေမဲ့ဝေးပါတဲ့ကြံဖြူးချက်တွေကိုဖိတ်ခေါ်နေတယ်လို့ဖြစ်လို့ပါပဲ။တိကျတဲ့ရည်မှန်းချက်မရှိတဲ့သူတွေဟာသူတစ်ဖားရဲ့အမြင်တွေကြားမှာလွယ်လွယ်နဲ့လွင့်ပါသွားတတ်ကြပါတယ်။ဒါပေမဲ့ပြတ်သားတဲ့ဆုံးဖြတ်ချက်ကတော့တင်ကိုတည်ငြိမ်စေပါတယ်။ Hill ရဲ့အကြံပေးချက်ကရိုးရှင်းပါတယ်။တင်ပါလို့ချင်တာလဲဆိုတာသိပါစေအဲ့ဒါကိုရအောင်ယူမယ်တော့ဆုံးဖြတ်ပါလုံးဝမလွဲမသွေပြင်ဆင်ရမယ့်အကြောင်းရင်းမရှိဘူးဆိုရင်အဲ့ဒီဆုံးဖြတ်ချက်အတိုင်းဆက်သွားပါတင်ဆုံးဖြတ်ချက်ချပြီးတာနဲ့လောကကြီးကတင်ကိုစမ်းသပ်ပါလိမ့်မယ်အဲ့ဒီစမ်းသပ်မှုတွေကိုကြောဖြတ်ပြီးပန်းတိုင်အထိရောက်အောင်ထဲဆောင်သွားပြီးမယ့်အရာကတော့ဆွဲလုံလား persistence ပဲဖြစ်ပါတယ်အခုပြောပြတာကအထောက်အကူဖြစ်တယ်ဆိုရင်နောက်ထပ်အပိုင်း2မှာပိုပြီးအသေးစိတ်နက်နက်ရှိုင်ရှိုင်ဆွေးနွေးပြသွားပါမယ်။